မင်္ဂလာပါကျွန်တော်ဗီဒီယိုကနေညီကိုတွေအားလုံးကိုပြန်လဲကြိုဆိုပါရစေဒီနေ့မှာတော့ဒါချန်ပီယံလိဂ်ပွဲစဉ်နှစ်ပွဲရှိပေါ့နော်ဒီနှစ်ပွဲကိုကျွန်တော်ညီကိုတွေကိုဒါသုံးသပ်ချပြပေးတော့မှာဖြစ်ပါတယ်ရီးရဲနဲ့ဘိုင်ယန်ရှိမယ်ပြီးတော့ဒါစပိုဒိန်းနဲ့အာဆင်နယ်ရှိမယ်ချန်ပီယံလိဂ်နှစ်ပွဲရှိတယ်ပေါ့နော်ဒီနှစ်ပွဲကိုကျွန်တော်ညီကိုတွေကိုဒါရွေးချယ်ပေးတော့မှာဖြစ်ပါတယ်ပထမဦးဆုံးတစ်ပွဲအနေနဲ့ကျွန်တော်ဒါအာဆင်နယ်ပွဲကနေအရင်စပြီးတော့ပြောပါမယ်အာဆင်နယ်ကလက်ရှိပေးထားတာကဒါအဝေးကွင်းကနေပြီးတော့ level အပြည့်ရှုံးပေးတယ်ဂိုးပုံးကြီးမှာနှလုံးအပြည့်ရှုံးပေးတယ်ပြောရမယ်ဆိုရင်ဒီအဝေးကွင်းကနေပြီးတော့ level အပြည့်ရှုံးပေးထားတာနည်းနည်းတော့ကြောက်ဖို့ကောင်းတယ်လို့ကျွန်တော်တို့မြင်မိတယ်ဘာဖြစ်လို့လဲဆိုရင်တစ်ဖက်ဒါ sporting ကလည်းဒါအိမ်ကွင်းမှာဆိုကောင်းတဲ့အသင်းဖြစ်တယ်ဒါ sporting နောက်ဆုံးကစားခဲ့တဲ့ champion league ပွဲစဉ်ပေါ့နော်ဒါဘိုဒိုကလင်းနဲ့ပွဲစဉ်မှာဆိုရင် sporting အနေနဲ့ဒါအဝေးကွင်းသွားကန်တဲ့အခါမှာဘိုဒိုကလင်းကိုဒါ Z3 ဆိုပြီးတော့ရှုံးတယ်ပြီးတော့သူ့အိမ်ကွင်းမှာပြန်ကန်တဲ့အခါဒါ 5-0 ဆိုပြီးတော့အနိုင်ရထားတယ်ဒါကြောင့်ဒါ sporting အနေနဲ့အိမ်ကွင်းကောင်းတဲ့အသင်းဖြစ်တယ်ပြီးတော့ Arsenal ကပေးထားတာဒါ level အပြည့်ရှုံးအဝေးကနေ level အပြည့်ရှုံးပေးတယ်ဂိုးပုံးကြီးကိုနှလုံးအပြည့်ရှုံးပေးတယ်ဒါကြောင့်ဒါပြောရမယ်ဆိုရင်ဒါ body ကြီးအနေနဲ့ဒါ Arsenal အောင်နိုင်ပါမလားပေါ့ဒါဒီပွဲကတည်ရသွားမဲ့ပွဲတစ်ပွဲဖြစ်ပါမလားဆိုတာကျွန်တော်တို့အဆောင်ကြည့်ရမယ်ဒါကြောင့်ဒီနေ့ပွဲမှာကျွန်တော်အနေနဲ့ဒါ body ကြီးထည့်ဒါဂိုးပုံးကြီးကိုပို့ပြီးတော့ညီကိုတွေကိုဦးစားပေးပြီးတော့ရွေးချယ်ပေးပါမယ်ဂိုးပုံးကြီးမှာဆိုရင်တော့ပေးထားတဲ့ကြီးအရာဒါနှလုံးအပြည့်ရှုံးဆိုတဲ့ကြီးကဒါပြောရမယ်ဆိုရင်ဂိုးအုပ်ကြီးဖြစ်တယ်ဂိုးအုပ်ကြီးဆိုပေမဲ့ဒီဂိုးအုပ်ကိုကြိုက်ရဆိုရင်တော့ဒါဂိုးအုပ်ကိုလည်းမကြိုက်ပြန်ဘူးဗျဘာဖြစ်လို့ဂိုးအုပ်ကိုမကြိုက်ဘူးလဲဆိုရင်ဒီနှစ်သင်းနောက်ဆုံးကစားထားတဲ့ပွဲတွေတော်တော်များများမှာဒါနောက်ဆုံးကစားခဲ့တဲ့ Sporting ရဲ့နောက်ဆုံးကစားထားတဲ့ပွဲတွေကိုကြည့်မယ်ဆိုရင်လည်းဂိုးတွေကပေါ်ထားတယ် Arsenal ဘက်ကကြည့်မယ်ဆိုတော့ Arsenal အနေနဲ့ဂိုးတွေပေါ်ထားတယ်ပြီးတော့ဒါ Champion League ဒါ2024တုန်းကပွဲစဉ်မှာဆိုရင်လည်းဒါ Sporting အိမ်ကွင်းမှာ Arsenal အနေနဲ့ပေါ့နော်ဒါ 5-1 ဆိုပြီးတော့ဂိုးပြတ်ခဲ့တာတွေရှိတယ်ဒါကြောင့်ဒါပြောရမယ်ဆိုနှလုံးအပြည့်ချုံကဒါဂိုးကြီးဆိုပေမဲ့ကျွန်တော်အနေနဲ့ဒီနေ့ပွဲမှာဂိုးပေါ်ကိုပို့ပြီးတော့ဦးစားပေးပြီးရွေးချယ်နေတယ်ပြီးတော့ Arsenal အနေနဲ့ပြောရမယ်ဆိုရင်ဒါဖလားနှလုံးကိုသူ့အနေနဲ့ဒီလွတ်ထားပါပြီဒါကြောင့်ဒီ Champion League ကိုအာယုံစိုက်ပြီးတော့ Premier League ကိုအာယုံစိုက်ပြီးတော့ကံမရမယ်ဒီနေ့ဒါကြောင့်ဒီနေ့ပွဲမှာပေါ့နော် Sporting နဲ့ဒါ Arsenal ပွဲမှာ2-1 1-2ဒီပုံစံလောက်တွားလိုက်မယ်လို့ကျွန်တော်အနေနဲ့ထင်တယ်ဒါကြောင့်ဂိုးပေါင်းအပေါ်ကိုကြိုက်ပါတယ်အကြိုက်တွေညီကိုတွေဂိုးပေါင်းအပေါ်လိုက်စော့ပါနောက်ထပ်တစ်ပွဲသွားရမယ်နောက်ထပ်တစ်ပွဲကတော့ဒါ main ပွဲဒီနေ့ရဲ့ main ပွဲလို့ပြောလို့ရတဲ့ရီးရဲနဲ့ဘိုင်ယန်ပွဲဖြစ်ပါတယ်ဘိုင်ယန်အနေနဲ့ဘယ်လောက်ထိတော့ဒါသူ့အနေနဲ့ဒါကြီးပေးထားလဲဆိုရင်ပေါ့နော်ဒါရီးရဲအိမ်ကွင်းမှာလာကန်ပြီးတော့ဘိုင်ယန်အနေနဲ့ level 50ချုံးဆိုပြီးတော့ရီးရဲကိုတော့အဝေးကွင်းကနေပြန်ပြီးတော့ကြီးပေးထားတယ်ပြောရမယ်ဆိုရီးရဲဘက်ကကြီးမယ်ဆိုရင်ဒီနေ့ပွဲကဘယ်လိုပြောမလဲအိမ်ကွင်းကနေတီးခံဆော့နိုင်ရင်တော့ကျွန်တော်အနေနဲ့ဒါ90ရပြီဗျာဒါကြောင့်ဒါပြောရမယ်ဆိုဒီနေ့ပွဲကရေးရေးကြီးဒါရီးရဲဘက်ကိုနေထိုင်လိုက်ဖို့ကောင်းတယ်ပေါ့နော်ဒါပေမဲ့ကြည့်မယ်ဆိုရင်လည်းဒါရီးရဲအနေနဲ့နောက်ဆုံးကစားရတဲ့ပွဲမှာမော်လက်ကိုအဝေးကွင်းကနေ1-2နဲ့ရှုံးထားတာတပွဲတော့ရှိမယ်ဘိုင်ယန်ဘက်ကကြည့်မယ်ဆိုရင်လည်းဘိုင်ယန်အနေနဲ့ဒါနောက်ဆုံးကစားထားတဲ့ပွဲတွေတော်တော်များများမှာဂိုးတွေကဒါဆက်တိုက်ဆိုလို့ပေါ်တဲ့အက်တလန်တာနဲ့ပွဲတွေမှာဆိုရင်လုံးဝဂိုးအပြတ်နဲ့ဒါအနိုင်ရထားတာတွေရှိတယ်ပေါ့နော်ဒီနေ့ပွဲစဉ်ထဲမှာတော့ဒါတော်တော်လေးကြီးကောင်းတဲ့ပွဲစဉ်တစ်ပွဲဖြစ်တယ်ဂိုးပုံးကြီးကလည်း၃လုံးကိုအပြည့်ရှုံးပေးထားတာဖြစ်တဲ့အတွက်ဒီနေ့ပွဲကဒါဂိုးပေါ်မဲ့ဘက်ကိုပို့လို့ရောက်တယ်ပေါ့နော်ဒါကြောင့်ဒီနေ့ပွဲဒါရီးရဲနဲ့ဘိုင်ယန်ပွဲမှာဆိုကျွန်တော်စုစုပေါင်း2ကြောင်းရွေးချယ်ပေးမယ် body ရောဒါဂိုးပေါင်းရောရွေးချယ်ပေးမယ် body မှာဆိုရင်တော့ကျွန်တော်အနေနဲ့ဒါရီးရဲ body ကိုပဲနေချင်တယ်ပါဘာဖြစ်လို့လဲဆိုရင်တော့အောက်ကြီးရီးရဲဆိုပေမဲ့ဒါအိမ်ကွင်းပေါ့နော်ရီးရဲအိမ်ကွင်းမှာဒါ level 50ချုံတော့လာပေးထားတာဗျာစဉ်းစားကြည့်မယ်ဆိုရီးရဲအနေနဲ့ဒါဘိုင်ယန်ကိုအိမ်ကွင်းမှာတော့တည်မစောင့်နိုင်အဝေးကွင်းကြရင်ဘယ်လိုသွားဆောင်မလဲဟုတ်တယ်မလားဒါကြောင့်ဒီနေ့ပွဲမှာ body အနေနဲ့ရီးရဲ body ကိုကြိုက်ပါတယ်ဂိုးပေါင်းအနေနဲ့ကတော့ကြီးအရာဒါနောက်ဆုံးကစားထားတဲ့ပွဲစဉ်ဒီမှာလည်းတော်တော်များများဂိုးပေါ်ထားတာတွေများတယ်ဒါကြောင့်ဒါဒီနေ့ပွဲကဂိုးပေါ်မဲ့ပွဲတစ်ပွဲလို့ကျွန်တော်အနေနဲ့မြင်တော့ပေါ့နော်ဂိုးပေါင်းအနေနဲ့ကတော့ကျွန်တော်အနေနဲ့ဂိုးပေါင်းအပေါ်ကိုကြိုက်ပါတယ်ပြီးတော့နောက်ဆုံးကစားထားတဲ့ Champion League ပွဲစဉ်တွေမှာဒါရီးရဲ့အိမ်ကွင်းမှာဘိုင်ယန်အနေနဲ့တခါမှနိုင်ထားခြင်းမရှိသေးဘူးဒါပေမဲ့ဒီနေ့ပွဲကြီးပေးလာတာဆိုတော့ဒါစောင့်တော့စောင့်ကြည့်ရမယ်လို့ထင်တယ်ဒါဆိုရင်ကျွန်တော်စုစုပေါင်းနှစ်ပွဲမှာ3ကြောင်းရွေးပြီးသွားပါပြီArsenal နဲ့ဒါ Sporting ပွဲမှာဆိုကျွန်တော်အနေနဲ့ဂိုးပေါင်းအပေါ်ကိုကြိုက်ပါတယ်ရီးရဲနဲ့ဘိုင်ယန်ပွဲမှာဆိုရင်ကျွန်တော်အနေနဲ့ဒါရီးရဲ body နဲ့ဂိုးပေါင်းအပေါ်ကိုကြိုက်ပါတယ်အကြိုက်တွင်ကြီးကိုလိုက်စော်ပါဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲဒီထက်မှအကြိုက်ဆုံးတစ်ကြောင်းအကြိုက်ဆုံးတစ်ပွဲကောင်းတော့ကျွန်တော် Telegram မှာတင်ပေးပါမယ်Telegram ကိုမ join ရသေးတဲ့ညီကိုတွေလည်း join ထားကြပါ Telegram link ကိုကျွန်တော်ဒီဗီဒီယိုရဲ့ comment အောက်မှာရှာပေးပါမယ်ကျွန်တော်ဗီဒီယိုလေးကတော့ဒီလောက်ပါပဲခင်ဗျ